ဒါကတော့မိုက်လို့စီသွားတာပေါ့နော်ဒါတော့လေကဆင်းတော့မှလေကဆင်းပြီပြီးမင်းသမီးပါဒါမင်းသမီးပါအဲကျွန်တော်တို့ကားဂိတ်ကိုသွားမှာပေါ့နော်ဒါတော့အောက်ဆုံးထက်၄တက်မြောက်အောက်ဆုံးတက်ဒါတော့ကားလမ်းထွက်တာပေါ့နော်ကားတော့စီမနည်းနည်းတော့ဝေးတယ်ဗျာနော်ကားဂိတ်နဲ့လမ်းလျှော့ရတယ်ပြီးတော့ကျွန်တော်တို့ကားဆောင်နေတာကားစီးရမလဲဆောင်နေတာပြီးတော့ကားပေါ်တက်ဒီကတော့လမ်းဘေးမှာတော့ဟွာပေါ့ဒါမြောက်ရထားလမ်းတူးတာပေါ့နော်မြောက်ရထားလမ်းတူးနေလူတွေအဲ့ဒါကျွန်တော်တို့ကားဂိတ်ကိုရောက်ပြီရောက်ပြီးတော့ဒါမှပတိုနားမှာရောက်တယ်ရောက်ပြီးတော့အဲ့မှာရှောက်ကားဆောင်သေးတယ်နောက်တစ်စီးဒါပေမဲ့မလာတော့ကျွန်တော်တို့နောက်တနေရာကိုသွားစီးတာပေါ့နော်နောက်တနေရာကားသွားစီးတာဖြစ်ပါတယ်နောက်တနေရာကားစီးသွားရတော်တော်ဝေးတယ်5 မိနစ်လောက်ရှော့ကားဂိတ်အဲ့နဲ့နောက်ထပ်ကားပေါ်ရောက်ပါပြီလို့နော်ဒါပါပဲဗျာ